2026ခုနှစ်ဆိုတာကတော့ကမ္ဘာတွင်းမှာကြီးမားတဲ့ project တွေမှန်တကယ်ဖြစ်လာမယ့်နှစ်ပါအလွန်ကြီးမားတဲ့လေဆိပ်အသစ်တွေအဆောက်အဦအမြင့်ကြီးတွေလေစွမ်းရင်စက်ရုံကြီးတွေတရားအကြီးစားတွေနောက်မျိုးဆက် telescope တွေထိနှစ်ပေါင်းများစွာစိတ်ကူးထဲမှာသာရှိခဲ့တဲ့စီမံကိန်းကြီးဟာတဖြည်းဖြည်းအမှန်တကယ်ရုံလုံးပေါ်လာကြပါပြီမင်္ဂလာပါအညာ entertainment တွေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့2026ခုနှစ်မှာပြည်စည်းဖွင့်လှစ်မဲ့ကြီးမားတဲ့ project တွေကိုတစ်ခုချင်းစီကျွန်တော်နဲ့အတူလေ့လာကြည့်ကြအောင်ပထမအဆုံးအနေနဲ့မွန်းမြတ်တိုက်ကြီးတွေကိုလေ့လာကြည့်လိုက်ကြအောင်အမေရိကန်တက်ဆက်ပြည်နယ်အော်စတင်မြို့မှာ water line ဆိုတဲ့မွန်းမြတ်တိုက်ကြီးက2026ခုနှစ်မှာပြီးစီးဖို့ရှိပါတယ်အထက်84တက်မြင့်မီတာ300ကျော်ရှိပြီးတက်ဆက်ပြည်နယ်အတွင်းအမြင့်ဆုံးအဆောက်အဦဖြစ်မှတ်တမ်းဝင်သွားပါလိမ့်မယ်အဆောက်အဦပေါ်ဆုံးက2025ခုနှစ်ဩဂတ်လမှာဆောက်လုပ်နေပြီဖြစ်ပြီး project ပြီးစီးရင်အစစ်မြင့်အင်အားတွေရုံးခန်းတွေနောက်ဆုံးမှာ luxury hotel တစ်ခုတောင်ပါဝင်လာမှာပါအာဖရိကတိုက်မှာလည်းတမိုင်းကိုပြောင်းလဲမဲ့မွန်းမြတ်တိုက်တစ်ခုထွက်ပေါ်လာနေပါတယ်ဒါကတော့ Ibrico မှာတည်ဆောက်နေတဲ့ Tower F ဖြစ်ပါတယ်အမြင့်421မီတာရှိတဲ့ဒီအဆောက်အဦဟာရခိုင်စံချိန်ဖြစ်တဲ့ Tower D 120မီတာထက်30ကျော်ပိုမြင့်ပါတယ်ဒီစီမံကိန်းဟာအခုမှစတင်တာမဟုတ်ပဲ1980ပြည့်နှစ်များတွေကစီမံကိန်းကစီစဉ်ထားခဲ့တာဖြစ်ပြီး Tower A ကနေ E ထိတဖြည်းဖြည်းဆောက်လုပ်လာခဲ့ကြတာပါအခုတော့နောက်ဆုံးဖြစ်တဲ့ Tower F ရဲ့အချိန်ကိုရောက်ရှိလာပါပြီဆက်လက်ပြီးဘင်္ဂလားဒေ့ရှ်ကနျူကလ িয়ার ဓာတ်အားစက်ရုံလေ့လာကြည့်အောင်ဒီနိုင်ငံရဲ့ပထမဆုံးနျူကလ িয়ার ဓာတ်အားစက်ရုံဖြစ်တဲ့ Rupo Nuclear Power Plant ဟာ2026ခုနှစ်မှာစတင်လည်ပတ်ဖို့ပြင်ဆင်ပြီးပါပြီစက်ရုံရဲ့စုစုပေါင်းထုတ်လုပ်နိုင်စွမ်းက 2.4 GW ရှိပြီးလူနေအိမ်တန်းချီကိုလျှက်စစ်တာအားပေးနိုင်ပါတယ်လက်ရှိမှာစနစ်မျိုးမျိုးကိုစမ်းသပ်နေပြီး reactor စမ်းသပ်လည်ပတ်မှုကိုတောင်မကြသေးခင်ကစတင်ပြုလုပ်ခဲ့ပါတယ်ဒီစက်ရုံဟာဘင်္ဂလားဒေ့ရှ်ကိုနျူကလ িয়ার စွမ်းအင်အသုံးပြုနိုင်တဲ့နိုင်ငံများစင်းထဲကိုဝင်ရောက်စေပြီးစွမ်းအင်လုံလောက်မှုအတွက်အရေးပါတဲ့ခြေလှမ်းတစ်ခုဖြစ်လာပါလိမ့်မယ်အလားတူပဲတူရကီမှာလည်းပထမဆုံးနျူကလ িয়ার ဓာတ်အားစက်ရုံကိုဆောက်လုပ်နေပါတယ်။ဒါကတော့ Akkuyu Nuclear Power Plant ဖြစ်ပြီးဘင်္ဂလားဒေ့ရှ် Rupo စက်ရုံမှာသုံးတဲ့ reactor နဲ့တူညီတဲ့ ရုရှားတို့ reactor တွေကိုအသုံးပြုထားပါတယ်။ကွာခြားချက်ကတော့ Akkuyu မှာ reactor ၄လုံးပါဝင်ပြီးစုစုပေါင်းစွမ်းအင်ထုတ်လုပ်နိုင်စွမ်း 4.8 GW ရှိတာပါ။တူရကီနိုင်ငံရဲ့နှစ်စဉ်လျှက်စစ်သုံးစွဲမှုရဲ့10%ကိုတစ်ခုတည်းနဲ့ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ်။ reactor ပထမဆုံးတစ်လုံးကို2026ခုနှစ်မှာစတင်လည်ပတ်ဖို့စီစဉ်ထားပါတယ်။ဆက်လက်ပြီးထိုင်ဝမ်မှာတည်ဆောက်နေတဲ့တရားစင်ကြောင်းကိုလေ့လာကြည့်အောင်။ဒါကတော့ကမ္ဘာကျော်ပြည်သူ့ကာပညာရှင်ဇာဟာတဲ့ဒီဇိုင်းဆွဲထားတဲ့ဒန်ဂျန်ဘရစ်ဖြစ်ပါတယ်။ဒီတရားဟာတိုင်းနဲ့တည်ဆောက်ထားတဲ့ cable steel bridge များနဲ့ကမ္ဘာအရှည်ဆုံးဖြစ်မှတ်တမ်းဝင်တဲ့တရားပါ။အရှည်အပြင်မီတာ920ရှိပြီးအလဲတိုင်းတစ်ခုတည်းကမီတာ200အမြင့်တိရောက်ရှိပါတယ်။2025ခုနှစ်စက်တင်ဘာလမှာတရားအပိုင်းစာနောက်ဆုံးတစ်ခုတက်ဆင်ပြီးဖြစ်ပြီးဒီခုချိန်မှာတော့ဆောက်လုပ်ရေးဟာပြီးစီးဖို့နီးစပ်လာနေပါတယ်။ဖွင့်လှစ်ပြီးချိန်မှာတော့ New Type City အတွင်းရှိဘာလီနဲ့ Tamsuri ကိုချိတ်ဆက်ပေးမဲ့အရေးပါတဲ့လမ်းကြောင်းတစ်ခုဖြစ်လာမှာပါ။အနေငယ်နောက်ကျခဲ့ပေမဲ့2026မေလမှာဖွင့်လှစ်ဖို့စီစဉ်ထားပါတယ်။နောက်တစ်ခုကလည်းနောက်ကျခဲ့ပေမဲ့ပုံမကြီးမားတဲ့စီမံကိန်းတစ်ခုပါ။ဒါကတော့ Gordie Howe International Bridge ဖြစ်ပါတယ်။အမေရိကန်နဲ့ကနေဒါကြားကိုချိတ်ဆက်မဲ့ဒီတရားဟာအရှည် 2.5 ကီလိုမီတာရှိပြီးမြောက်အမေရိကတိုက်တွင်းအရှည်ဆုံး cable steel bridge ဖြစ်လာမဲ့တရားပါ။ဒီတရားရဲ့အထူးခြားဆုံးချက်ကတော့တိုက်နှစ်တိုင်းရဲ့ဒီဇိုင်းပါပဲ။ဟော်ကီကျုပ်ကိုလွှဲနေတယ်လို့ပုံဖော်ထားပြီးနာမည်ပေးထားတဲ့ဟော်ကီတနာရီ Gordie Howe ကိုကွန်ပျူတာတာဖြစ်ပါတယ်။ဖွင့်လှစ်ပြီးရင် Detroit နဲ့ Windsor ကြားရှိအလုံများဆုံးနယ်စပ်လမ်းကြောင်းတစ်ခုကိုတိုက်ရိုက်ချိတ်ဆက်ပေးပါလိမ့်မယ်။ဆက်လက်ပြီးအလွန်ကြီးမားတဲ့လေဆိပ်စီမံကိန်းကြီးကိုလေ့လာကြည့်လိုက်ကြအောင်ပါ။ဗီယက်နမ်မှာရှိတဲ့ Long Thanh International Airport ဟာဒေသတွင်းအဓိကလေကြောင်းပို့ဖြစ်လာမဲ့လေဆိပ်ကြီးတစ်ခုပါ။2021ခုနှစ်ကစတင်ဆောက်လုပ်ခဲ့ပြီးအခုချိန်မှာတော့ busy လူနီးပါးဖြစ်နေပါတယ်။ runway ပထမတစ်ခုလည်း busy ပြီးသားဖြစ်ပါတယ်။ဖွင့်လှစ်ပြီးချိန်မှာနှစ်စဉ်ခီးတဲ့25တန်းလက်ခံနိုင်ပါပါ။နောက်စစ်နေ busy သွားရင်တော့ခီးတဲ့တန်း100ထိလက်ခံနိုင်တဲ့ကမ္ဘာအကြီးဆုံးလေဆိပ်တွေကတစ်ခုဖြစ်လာနိုင်ပါတယ်။ဆက်လက်ပြီး Australia မှာရှိတဲ့ကြီးမားတဲ့လေဆိပ်ကြီးကိုလေ့လာကြည့်အောင်ပါ။2026ခုနှစ်မှာတရားဝင်ဖွင့်လှစ်မဲ့ Western Sydney International Airport ဟာလေကြောင်းပို့ဆောင်ရေးတစ်ခုတည်းသာမကမြို့တစ်မြို့လုံးရဲ့အနာဂတ်ဖွံ့ဖြိုးမှုကိုပါပြောင်းလဲပြစ်မဲ့စီမံကိန်းကြီးဖြစ်ပါတယ်။အဓိကတာမင်နယ်အဆောက်အဦကို2025ခုနှစ်အလယ်ပိုင်းမှာပြီးစီးခဲ့ပြီးအခုချိန်မှာတော့အတွင်းပိုင်းအလားစတင်ခြင်းတွေကိုဆောင်ရွက်နေကြပါတယ်။ဒီလေဆိပ်ဒီဇိုင်းကို Zaha Hadid Architects နဲ့ Australia Coast Architecture တို့ပူးပေါင်းဒီဇိုင်းဆွဲထားတာဖြစ်ပြီးတစ်သားရောင်ကနွန်ဘီဒီဇိုင်းကြောင့်တဘာဝဆန်ပြီးနှွေးထွေးတဲ့အမြင်ကိုပေးစွမ်းပါတယ်။ဒီလေဆိပ်ကိုအခြေခံပြီး Western Sydney တို့မှာစီးပွားရေးဇုံအသစ်တွေတရုတ်ပို့ဆောင်ရေးကွန်ရက်အသစ်တွေလူနေအိမ်ယာအသစ်တွေကိုနှစ်ပေါင်းများစွာဆက်လက်တည်ဆောက်သွားဖို့စီမံထားကြပါတယ်။
ဆက်လက်ပြီးအိန္ဒိယမှာရှိတဲ့လေဆိပ်တစ်ခုကိုလေ့လာကြည့်အောင်ဒီလိုမျိုးအနီးမှာတည်ဆောက်နေတဲ့ Noida International Airport ဟာ Phase 1အဆင့်ဒီပါပြီးစီးလာနေပါပြီ။ Passenger Terminal, Cargo Terminal နဲ့ Runway တစ်ခုကိုစတင်အသုံးပြုနေနိုင်ပြီဖြစ်ပြီးစမ်းသပ်ပြည်တွင်းလေကြောင်းခီးစဉ်တွေကစတင်ပြီးဆွဲနေပါပြီ။ Phase 1ပြီးစီးသွားရင်နှစ်စဉ်ခီးတဲ့12တန်းကိုလက်ခံနိုင်မှာဖြစ်ပါတယ်။ဒါပေမဲ့ဒီလေဆိပ်ရဲ့တကယ်အံ့ဩစရာကအနာဂတ်စီမံကိန်းပါ။ပြီးတဲ့အဆင့်မှာ Runway 9ခုနှစ်စဉ်ခီးတဲ့တန်း300လက်ခံနိုင်မဲ့ကမ္ဘာအကြီးဆုံးလေဆိပ်တွေထဲကတစ်ခုဖြစ်လာနိုင်ပါတယ်။လေဆိပ်ပတ်လည်မှာနေရာလွတ်တွေများစွာခြံထားတာကလည်းဒီအနာဂတ်စီမံကိန်းတွေအတွက်ပါ။ဆက်လက်ပြီး NIO ရဲ့ Green Hydrogen Project အကြောင်းကိုလေ့လာကြည့်အောင်ပါ။အောက်ဆာကွန်မှာတည်ဆောက်နေတဲ့ဒီစီမံကိန်းဟာကမ္ဘာအကြီးဆုံး Green Hydrogen Plant ဖြစ်လာမဲ့စီမံကိန်းဖြစ်ပြီးတန်ဖိုးအဖြစ်ဒေါ်လာ $8.4 ဘီလီယံကျော်ရှိပါတယ်။ဆောက်လုပ်ရေး80%ကျော်ပြီးစီးထားပြီးစတင်လဲပတ်သွားရင်ဒီနေ့ကို Hydrogen 600တန်ထုတ်လုပ်နိုင်ပါလိမ့်မယ်။ဒီစီမံကိန်းဟာနေအောင်ကြီးနဲ့လေစွမ်းအင်ပေါင်းစပ်ထားတဲ့ 4 GW စွမ်းအင်စနစ်ကိုအသုံးပြုပြီးသဘာဝပတ်ဝန်းကျင်ထိခိုက်မှုအနည်းဆုံးနဲ့စက်မှုလုပ်ငန်းအဆင့် Hydrogen ထုတ်လုပ်နိုင်ကြောင်းသက်သေပြနိုင်မဲ့ပထမဆုံးစီမံကိန်းကြီးတွေတစ်ခုဖြစ်ပါတယ်။အာဖရိကအရှေ့ပိုင်းမှာတော့နောက်ထပ်သမိုင်းဝင်စွမ်းအင်စီမံကိန်းတစ်ခုပြီးစီးလာနေပါဒါကတော့ Grand Ethiopian Renaissance Dam ဖြစ်ပါတယ်ဒီအားလျက်စစ်ဆယ်ကြီးဟာအာဖရိကတိုက်တွင်အကြီးဆုံးနဲ့အင်အားကောင်းဆုံးဆယ်ဖြစ်ပြီး2025ခုနှစ်အထိတာပိုင်း73လုံးက9လုံးကိုတက်ဆင်ပြီးသားဖြစ်ပါတယ်စီမံကိန်းကိုတရားဝင်ဖွင့်လှစ်ပြီးသားဖြစ်ပေမဲ့2026ခုနှစ်မှာတာပိုင်းအားလုံးပြီးစီးပြီးအပြည့်အဝလည်ပတ်မဲ့နှစ်ဖြစ်လာမှာပါအဲ့ဒီအချိန်မှာနှစ်စဉ်လျှက်စစ်ထုတ်လုပ်နိုင်စွမ်း 50.7 TWh ဒီရောက်ရှိမယ်လို့ခန့်မှန်းထားပါတယ်အီသီယိုးပီးယားနိုင်ငံအနေနဲ့မိမိနိုင်ငံအတွက်သာမကဒေသတွင်းနိုင်ငံများကိုပါလျှက်စစ်တင်ပို့ပြီးစွမ်းအင်ဗဟိုနိုင်ငံတစ်ခုဖြစ်လာဖို့ရည်ရွယ်ထားပါတယ်။အမေရိကန်လေကြောင်းနည်းပညာဘက်မှာလည်းရေးပါတဲ့ပြောင်းလဲတွေဖြစ်လာနေပါတယ်။ဒါကတော့ Boeing 777H ပါ။ဒီ wide body လေယာဉ်ကြီးဟာ1တစ်ကိုခောက်နိုင်တဲ့ဒီဇိုင်းနဲ့ထူးခြားပြီး engine G9H ကိုအသုံးပြုထားတဲ့အကြောင်းရခိုင် model ထက်လောင်စာဆီသုံးစွဲမှု10%နှုန်းငယ်လျော့နေပါတယ်။ပထမဆုံးလေယာဉ်တွေကို2026-2029ကြားမှာပို့ဆောင်ပေးဖို့စီစဉ်ထားပါတယ်။ဒါကတော့2026ခုနှစ်မှာဖွင့်လှစ်မဲ့ကြီးမားတဲ့ project ကြီးတွေရဲ့အကြောင်းပဲဖြစ်ပါတယ်။နားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အခုလိုမျိုးစီးပွားရေးနဲ့နည်းပညာဆိုင်ရာစိတ်ဝင်စားစရာအကြောင်းအရာတွေကိုသိချင်နေဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်။နောက်ဗီဒီယိုမှာပြန်ဆုံကြပါမယ်။အားလုံးပဲတာယာနေတွေဖြစ်ပါစေ။နှစ်သစ်ကိုပျော်ရွှင်စွာကြိုဆိုနိုင်ကြပါစေ။